ရဟိုအားလုံးပဲမင်္ဂလာပါကိုဝန်ဆောင်နေဖြစ်များလေးရှိတဲ့နင်းရှင်းစာနဲ့ပတ်သက်ပြီးတော့ share ကြီးလုပ်ပြီးချင်ပါတယ်ဘယ်လိုကဲလုံးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့ကိုဝန်ဆောင်တွေကကိုဝန်ကဘိုက်လာရင်တာနဲ့အများပေါ့နော်သူတို့ရဲ့ဒီအလေကြောလေးမှာမင်းချောင်းလေးတွေထွက်တတ်တယ်ပေါ့နော်ဒါကလူအသားဖြူရတဲ့လည်းမဆိုင်ဘူးတာမဲရတယ်လည်းမဆိုင်ဘူးပေါ့နော်ဒါထွက်လူတိုင်းထွက်တတ်တယ်ပေါ့နော်ပြောမယ်အများကြီးမြင်ရတာတေချာမြင်ရတာပဲရှိမယ်နည်းနည်းလေးတော့ထွက်တယ်ပေါ့နော်ထွက်တဲ့အချိန်မှာဘယ်လိုပြောမလဲတချို့တွေကပြောမယ်ရားတယ်ပေါ့နော်ဒီကိုယ်ကတဖြည်းဖြည်းဘက်ကတဖြည်းဖြည်းကြီးလာတဲ့အမြအဲ့လိုမျိုးပြောမယ်တဖြည်းဖြည်းဘက်ကပူလာတဲ့အတွက်ကြောင့်ရားတာဒီဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုကဲမလုပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မဘယ်လိုကဲလုပ်ခဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြချင်ပါတယ်အဓိကသုံးတဲ့ပစ္စည်းတွေကပေါ့ဒီဒါတွေပေါ့နော်ရတယ်ပေါ့ဘာဟိုအဓိကသုံးနေဆိုတော့ဗဒီတာကနေထုတ်တဲ့ဒီဒါပေါ့နော်ဒါတော်များဒီကုံဝဆောင်အမျိုးသမီးတော်များအုပ်စုမေလုပ်တဲ့ပစ္စည်းပေါ့တခြား brand တွေလည်းအများကြီးရှိတယ်ဆိုပေမဲ့တော်များအုပ်စုမေလုပ်တဲ့ပစ္စည်းပေါ့နော်သူကဒီလိုအစိမ်းရောင်ဘူးလေးပေါ့နော်အစိမ်းရောင်ဘူးလေးကိုသုံးကြတယ်ပေါ့နောက်တစ်ခုကသုံးချတဲ့လူတွေရှိဒါဈေးအနေနဲ့ဆိုရင်9000နီးပါးလောက်ရှိမှာเนาะ9000နီးပါးလောက်ရှိမယ်လို့ထင်ပါတယ်အသေးစိတ်ကိုဒီအပေါ်မှာပြထားပြီးပါမယ်ဒီထားပေါ့နော်ကျမကဘယ်လိုသုံးလဲဆိုတော့ဒီဟာရဲ့နောက်ပြီးတော့လက်ရှိဝယ်ထားတဲ့ဒီ cream တွေရှိပေါ့နော်ဒါကပုံမှန်ဘယ်လိုပြောမလဲ body cream ပေါ့ body cream တွေပေါ့နော် body cream တွေရဲ့ဒီနှစ်ခုရဲ့ဒီသုံးခုအိမ်မှာရှိတာတွေပေါ့နော်ဒီသုံးမျိုးကပုံမှန် body cream ပေါ့နော် body cream ကိုဘယ်လိုသုံးလဲဆိုတော့ဒါကပြောမယ်ဆိုလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဒါကပြောမယ်9000 6000နီးပါးလောက်ရှိတဲ့အတွက်ကြောင့်နည်းနည်းဈေးပေးရတဲ့ထဲပါတယ်ပေါ့ဈေးပေးရတဲ့ထဲပါတယ်ဆိုတော့ခါကျနောက်တစ်ခုကကျွန်မဒီ body cream နဲ့ပတ်သက်ပြီးတော့လေးလာတဲ့အချိန်မှာတော်တော်များပြောကြတာကဘယ်လိုပြောကြလဲဆိုတော့ဒီ body cream တခုတည်းသုံးလာတဲ့စားလို့ရှိလို့ရှင်ပေါ့နော် white နဲ့ body cream နဲ့ပို့ပြီးတော့ရောသုံးမိတယ်ဆိုလို့ရှင်အချိန်ချက်ကြဘယ်လိုပြောမလဲပြောမယ်ကောင်းတယ်ပေါ့နော်အချင်းချင်းကြပြောမယ်မချောက်သွားဘူးပေါ့နော်မချောက်သွားဘူးဆိုတော့ကြောင့်ကျွန်မဆိုလို့ရှိရင်ဒီဟာရဲ့နောက်တစ်ခုကဒါရဲ့လိန်ရောလိန်နေပေါ့နော်ဒီသုံးမျိုးတစ်ခုပေါ့နော်အဲ့လိုမျိုးရောလိန်ကျင့်ရှိတယ်ရေချိုးတိုင်းပြီးတိုင်းဒါမှမဟုတ်လို့ရှိရင်တနေ့ကို2ခါ3ခါရောလိန်လေးရှိတယ်ပေါ့နော်ရောလိန်လေးရှိတယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဘိုက်ထဲမှာဆိုလို့ရှိရင်မရဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဘိုက်တစ်ဖြည်းဖြည်းကြီးလာတဲ့အတွက်ကြောင့်မို့ပြောမယ်သူရဲ့အကျိုးတွေကတဖြည်းဖြည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြောမယ်မရဘူးပေါ့နော်လိန်ထားပြီးတယ်ဆိုရင်မရတဲ့အပြင်နောက်ပြီးတော့ဒီအလေမြင်းချောင်းပေါ့နော်မြင်းချောင်းကပုံမှန်ထက်စားလို့ရှိရင်မိတ်စီတယ်ပေါ့နော်ကျမလည်းမရှိဘူးစားဆိုလို့ရှိတယ်ဒါပေမဲ့အရန်ကြီးဘယ်လိုလဲအမြင်ထင်ရအောင်တော့မထွက်ဘူးလို့တော့ထင်တယ်ပေါ့နည်းနည်းမှိတ်ပြီးတော့ရှိတယ်မှိတ်လေးရှိတယ်အဲကြောင့်ကျွန်မသုံးခဲ့တဲ့ပစ္စည်းတွေကဒါပေါ့နော်ဒါရဲ့နောက်တစ်ခုကဒီသုံးမျိုးကိုရောလိမ့်တယ်ပေါ့နော်ဒီသုံးမျိုးမှမဟုတ်ပါဘူးကိုယ်မှာရှိတဲ့ body cream ရိုး body cream ကိုခုနကဒီကိုနင်းရှင်းစမ်းထုတ်ရတဲ့ဒီဟာရေကိုရောလိမ့်ပြီးတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်လို့ထင်ပါတယ်ပတ်စံဒါဆိုလို့ရှိရင်နေ့တိုင်းခဏလိမ့်နေဆိုလို့ရှိရင်ဒါပုံမြန်သွားမှာဆိုတဲ့အတွက်ကြောင့်ကျွန်မဒီလိုမျိုးလေးရောပြီးလိမ့်နေပေါ့နော်ရောပြီးလိမ့်ပါတယ်နောက်တစ်ခုကဒီကိုယ်ဆောင်အမျိုးသမီးတွေကကိုယ်လာရင်လာတဲ့အတွက်ကြောင့်ဆိုလို့ရှိရင်ဒီအပြင်ထွက်တဲ့အခါမျိုးတွေသုံးတဲ့နောက်တစ်ခုလည်းကျွန်မသုံးလေးရှိတဲ့ဟာပေါ့နော်ဒီဟာပေါ့နော်ဒီပတ်တဲ့ဟာပေါ့နော်ဒါလက်ရှိသုံးနေတဲ့ဟာတချို့တော်များလေးဒီအကာချန် home ကျွန်မဆိုလို့ရှိရင် baby နဲ့ပတ်သက်တဲ့ရောင်းတဲ့ဆိုင်တွေမှာဆိုတော်များရှိတယ်ဒါပေမဲ့လေဘယ်လိုပြောမလဲယာဒီခတ်တာမှုစကရှိနည်းနည်းဒီလိုမျိုးလောက်ရတဲ့ကြိုးတွေတက်ရတာဘာညာအနေနဲ့မူစကားရှိဖြစ်တဲ့ကြောင့်မလို့ကျွန်မဒါလေးဝယ်ထားတော့ဘယ်ကနေဝယ်လဲဆိုအမဆောင်ကနေဝယ်တယ်ထင်တယ်အမဆောင်ကနေဝယ်တယ်ထင်တယ်အသေးစိတ်ကိုဒီမှာပြထားပေးပါမယ်ဘယ်လောက်မှလည်းမပေးလိုက်ရဘူးလို့ထင်တယ်နောက်တစ်ခုကဒါကကိုဝန်ဆောင်တဲ့အချိန်မှာလည်းသုံးလို့ရတယ်လို့ကိုဝန်ဆောင်ပြီးတဲ့အချိန်မှာလည်းသုံးလို့ရတယ်ဆိုတော့ဒါလေးပြောထားပြီးတော့ကျွန်မဒါသုံးတယ်ပြင်ထွက်လို့ရှိရင်ဒီနေရာလေးမှာတို့လေးပတ်ပြီးတော့သုံးတယ်ပေါ့နည်းနည်းsafe ဖြစ်တယ်ပေါ့နော် safe ဖြစ်တယ်
ဆိုဒါလေးသုံးပါတယ်လောလောဆယ်နေ့တိုင်းသုံးဖြစ်တာကကြတော့ဟိုဒီ body cream သုံးတယ်အဲ့တော့ဒါကအပြင်ထွက်ရင်သုံးတယ်ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ဟိုကျွန်မလက်ရှိမှာဟိုအသစ်ဝယ်ထားတာမရှိတော့မပြဘူးဆိုပေမဲ့ဒီမှာပြထားပြီပေါ့နော်ဘာလဲဆိုတော့ဟိုပုံမှန်ဆိုလို့ရှိရင်မျိုးသမီးတွေဝယ်တယ်ဆိုရင်ဗရာပေါ့နော်ဗရာရဲ့ဒီအောက်ကဒီဟိုဘောင်းမီရဲ့ပေါ့နော်ဆိုတော့အတွင်းကဘောင်းမီရဲ့ဟိုကျွန်မကိုဝန်ရှိကတဲ့ကဟိုပြောင်းလိုက်တယ်ပေါ့နော်ကိုဝန်မရခင်နေတာပုံမှန်ကိုသုံးနေကြတယ်နည်းလေးကြက်တာတွေဟိုလှတာတွေဦးစားပေးတယ်ပေါ့နော်ဆိုတော့ခါကျတော့ကိုဝန်ရှိရဲ့နောက်ပိုင်းမှာဒါဝယ်ဖြစ်တယ်ဆိုတော့ဟို Uniqlo ကနေထွက်တဲ့ Uniqlo မှာထွက်တဲ့ဟိုအပြော့တာပေါ့နော်အပြော့တာဗရာတွေဝယ်ဖြစ်တယ်ပေါ့နော်အဲ့ဗရာကဟိုဘောင်းမီရောသူ Uniqlo ကထွက်တဲ့ဟာပေါ့နော်အဲ့နှစ်ခုကတော်တော်လေးဝယ်ရတာဟိုအဆင်ပြေတော့ less ဖြစ်တယ်ပေါ့နော် less ဖြစ်တော့များတော့ဖြစ်အတာဟိုတုံးလို့တက်ရှိမှာကျွန်မဟိုအစ်စ်ဝယ်ထားတာမရှိတဲ့အတွက်ကြောင့်မို့လို့ဟိုဒီပုံလေးပဲကြည့်လိုက်ပါရှင်အပေါ်မှာပုံလေးတင်ထားပြပါမယ်လက်ရှိဟိုနေ့စဉ်နေ့တိုင်းသုံးတာဒီ3မျိုးပေါ့နော်ဒါကတော့အပြင်ထွက်ရင်သုံးတယ်သုံးပြီးတော့ခုနက Uniqlo ထုတ်တဲ့ဒီအတွင်းကပေါ့နော်အပေါ်အောက်ဟို Uniqlo ကနေသုံးတဲ့အဆင်ပြေတယ်ပေါ့နော်တကယ်လို့ဟိုကလေးမွေးပြီးတယ်ဆိုရင်တော့ Uniqlo ကျတော့ချိတ်ရတက်ရတာနည်းနည်းဟိုဘယ်လိုပြောမလဲဟိုလွယ်တယ်ဆိုပေမဲ့ note ရခက်တဲ့ body တော့မဟုတ်ဘူး note ရလွယ်တဲ့ body တော့မဟုတ်ဘူးပေါ့နော်ဒီမဲ့ note ရလွယ်တဲ့ body ကနောက်တစ်ခါဟိုဝယ်ထားတာရှိတယ်ပေါ့နော်အဲ့တော့ကြတော့ရှင်းပြပေးပါမယ်လောစေကတော့ဒီ body cream ပေါ့ဒါကတော့ဒီအလေးမင်းကြောင်းမဖြစ်ဖို့အတွက်ကိုသုံးပေးတဲ့ဒီဂျယ်ရယ်နောက်ပုံမှန်သုံးနေကြဂျယ်လေးရယ်ပေါ့နော်ဂျယ်ရယ်နောက်အပြင်ထွက်လို့ရှိရင်ဒါလေးပတ်သွားပြီးတယ်ပေါ့နော်နောက်တစ်ခုက Uniqlo ကထုတ်တဲ့ဒီအတွင်းကပေါ့နော်အပေါ်အောက်ကိုသုံးပေးပါတယ်ညပြောမယ်ဟိုမရှိမဖြစ်ပေါ့နော်ကျွန်မတို့မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပေါ့နော်နေ့စဉ်တူကဒီဖြတ်တန်းနေတဲ့ light မှာမရှိပစ္စည်းတွေဖြစ်တဲ့ကြောင့်မလို့ဟိုကျွန်မလိုမျိုးဘာသုံးရမလဲဆိုတာကိုစဉ်းစားနေတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟိုတခါတည်းကြာရှင်ဗီဒီယိုကိုဘယ်လိုပြောမလဲ close လုပ်ဘလို့ close လုပ်မသိဘူးပေါ့နော်မသိတော့အခုမှလည်းဒီဗီဒီယိုတွေပါလေစိုက်ရတာဆိုတဲ့အခါကျတော့တခုမမသိကြစိုက်ありがとうございます。အားလုံးကိုကျေးဇူးတင်ပါတယ်